ကျွန်တော်ငါးလုံးမြခန်းကြီးကမာနေခုဆိုတဲ့ဖိတ်ခိုဒီဖိတ်ကြတဲ့ခန်းကြီးပေါ့နော်ခန်းကြီးကြည့်အောင်ဒီဟာလက်နဲ့တူတယ်ဒီဟာကခါတနာဒီဟာခုချီဆိုတော့ဒီခါတနာနဲ့ခုချီကပေါင်းရင်သူကမက်ဆီအာဂါလို့ဆိုတဲ့စားသည်ဆိုတဲ့ခန်းကြီးဆိုတော့လက်နဲ့စားဖို့ဖိတ်ခေါ်တယ်လက်နဲ့စားဖို့ဖိတ်ခေါ်တယ်သူ့ရဲ့အုံယုံမီကရှော့ရှိတယ်အောက်မှာကြည့်အောင်တန်ကျော်ပါတီနိမာနေခုနေဘွေကိုဖိတ်ခေါ်တယ်တဲမာနိခီကိုဆိုတော့တဲဆိုတာကလက်နဲ့ဖိတ်ခေါ်တယ်ဆိုတော့လက်ရက်ခေါ်တယ်တဲမာနိခီကိုဆိုတော့ခေခွန်ရှိခီနိရှော့တိုက်ဆိုတော့ခေခွန်ရှိခီဒီမင်္ဂလာပွဲကိုဖိတ်ခေါ်သည်တိုင်ကမဆုခန်ကြီးဒီခေခွန်ရဲ့ခက်ကနေပြီးတော့မူစဘူးဆိုတဲ့ခြေနှောက်ဒီခွန်ကရီခွန်တို့ခေခွန်တို့ရဲ့လက်ထက်တန်းနဲ့ပတ်သက်ပြီးတုံးတာချီခီကဒီပွေးရဲ့တပင်ပေါ့နော်ဆိုတော့ရှော့တိုင်ဂျိုမိုရာကိုရှော့တိုင်ဂျိုဆိုတော့လက်ထက်ဖိတ်စာဒီဂျိုကိုဂျိုဖြိုးတော့ဘာလို့မှလည်းတုံးသေးတယ်ဆိုတော့ရှော့တိုင်ဂျိုမိုရာကိုလက်ထက်ဖိတ်စာကိုရရှိသည်ဂီကာယိုရှော့ရှုစရုဂီကာဆိုတော့ကလွတ်တော်ရှော့ရှုစရုဆိုတာကတယောက်စီသည်ခေါ်သည်ဟောလက်တော်တယောက်စီသည်လွတ်တော်တက်ဖို့ခေါ်သည်ရှော့ရှုစရုတမန်ကိုခန့်ကြည့်ရမယ်လို့ထင်ပါတယ်ကျွန်တော်6လုံးမြောက်ခန်းကြီးကအိုခုရုဆိုတဲ့ပို့ဒီခန်းကြီးကိုကြည့်အောင်ဒါကခိုင်းဆိုတဲ့ခယူတရားကနေပြီးတော့နေခန်းကြီးတရားကလေခွက်ခန်းကြီးဆိုတော့နေထွက်ရှင်လေခွက်ကရတဲ့ခယူတွေကိုပို့သည်နေထွက်ရှင်လေခွက်ကရတဲ့ခယူတွေကိုပို့သည်ဆိုတော့အဲ့လိုမှတ်ထားမယ်အောက်မှာကြည့်အောင် present တိုအိုခုရုလက်ဆောင်ပို့သည်အိုခုရီမိုနိုပို့ပေးတဲ့ပစ္စည်းဇိုတိုဟင်းဥရိပါဆိုတာကဒီကျွန်တော် Christmas တော့ဘာတော့မှလက်ဆောက်ပစ္စည်းတွေရောက်တဲ့နေရာပေါ့နော်ဒီနေရာမှာတိုးကနေပြီးတော့ဒီခိုတက်ရလို့ခန်းကြီးဒါဟင်းကရှီနာမွန်တို့တော့မှာတုံးတဲ့ဟင်းဒီထောက်ကုန်ပစ္စည်းတွေပေါ့နော်ဥရိပါတဲ့ခီဇိုဆိုတာကဒီကျွန်တော်တို့အန်ဒရီမှာပါတယ်ယော်ရုဆိုတဲ့ရှင်းကက်ဒီခန်းကြီးပေါ့နော်ဒါပေမဲ့ဒီအခုရုခန်းကြီးနဲ့ပေါက်လိုက်လို့ရှိရင်ခီဇိုဆိုတာကလှူဒန်းသည်လို့အတိတ်ပဲရတယ်ခီဇိုကိုနေပြီးတော့ဇိုခင်းဆိုတာဒီအိုကနေခင်းပေါ့နော်ဇိုခင်းတော့ဘာတော့မှဆိုပတ်စံလှူဒန်းသည်လို့ဖြစ်တော့မယ်ဇိုခင်းဆူရုဆိုတာပတ်စံလှူဒန်းသည်ခီဇိုဆူရုဆိုတာကလှူဒန်းသည်ပေါ့နော်ဆိုတော့အခုခန်းကြီးရမယ်လို့ထင်ပါတယ်